Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ဆူရင်ပဲဖြစ်ပါတယ်ဒီနေ့ရဲ့ဗီဒီယိုမှာတော့ဒီလိုမျိုးဘုံကျဲတဲ့လီရင်ပြန်တွေနောက်ပြီး border တွေကိုစိတ်ဒုက္ခပေးလို့ရမယ့်ဆက်တွေနောက်ပြီးတော့ဒီလိုဘုံကျဲဆက်တွေကိုကျွန်တော်တင်ပေးတော့မှာပဲဖြစ်ပါတယ်ဗျဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ဗီဒီယိုလေးကိုဝီပြန်လေးခံပြီးကြည့်ပေးအဖြစ်ကျွန်တော်တို့တစ်ဖက်တစ်လင်းကနေကူညီလို့ရပါတယ်ဗျ Okay ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစားလိုက်ရအောင်ဗျ Okay ပထမဆုံးကျွန်တော်တို့လိုအပ်မယ့်ပစ္စည်းတွေကတော့Okay ပြီးပြီဆိုရင်တော့ကျွန်တော်တို့စောင့်မဲ့အပေါ်ဆုံးကိုတက်မှဖြစ်ပါတယ်ဗျ Okay ပြီးရင်တော့ကျွန်တော်တို့ piston ကိုယူပြီးတော့ကိုသွားချင်တဲ့ဘက်ကိုမျက်နှာမူပေးထားရမှာဖြစ်ပါတယ်ဗျပြီးရင် slime block တင်ပြီးတော့ဒီ sticky piston ကိုဒီဖက်အနောက်ဘက်ကိုမျက်နှာမူပေးထားရမှာပဲဖြစ်ပါတယ်ဗျ Okay ပြီးရင်တော့ piston ရဲ့ပုံမှာ slime block တင်ပြီးတော့ကျွန်တော်တို့ observer ကိုဒီအောက်ဘက်မျက်နှာမူနဲ့ပုံစံလိုမျိုးလုပ်ပေးရမှာပဲဖြစ်ပါတယ်ဗျOkay လေရင်နောက်ပိုင်းလုပ်ဖို့အတွက် slime board နှစ်တုံးထားပြီးတော့ကျွန်တော်တို့ stair နဲ့ trap door ကိုထားပြီးမှာပဲဖြစ်ပါတယ်ဗျ Okay ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီဘက်ကိုလာပြီးတော့ဒီမှာ slime board ကျွန်တော်ထားတဲ့ပုံစံအတိုင်းလိုက်ထားပေးလိုက်ပါဗျပြီးရင်တော့နှစ်ဖက်စလုံးကို trap door ထားပေးလိုက်ပါဗျ Okay ပြီးရင်တော့ကျွန်တော်တို့ဒီရှေ့ကို slime board နှစ်တုံးထားပြီးတော့ဒီဘေးဘက်ပြန်ထားပြီးတော့ဒီရှေ့ကပြန်ဖြတ်လိုက်ပါဗျပြီးရင်တော့ observer ကိုဒီမျက်နှာအနောက်ဘက်မူနေတဲ့ပုံစံမျိုးထားပေးရအောင်ပဲဖြစ်ပါတယ် Okay တော်တော်လေးတော့ကြည့်လို့ကောင်းနေပြီ Okay ပြီးရင်ကျွန်တော်တို့ဘုံချဖို့အတွက်ဒီအောက်မှာဒီလိုမျိုးထားပြီးတော့observer ကိုအပေါ်ဘက်မူနေတဲ့ပုံစံလိုမျိုးလုပ်ပေးရမှာပဲဖြစ်ပါတယ် Okay နှစ်ဖက်စလုံးလုပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ dispenser ကိုပြန်ထည့်ပေးရမှာပဲဖြစ်ပါတယ်ဗျအထဲမှာတော့ကိုကြိုက်တဲ့လောက် TNT တွေအများကြီးထည့်လို့ရပါတယ်ဗျ Okay နောက်ဆုံးအနေနဲ့ကျွန်တော်တို့ထိုင်ဖို့အတွက်ဒီမှာ minecart နဲ့ rail ကိုယူပြီးတော့ထားပေးရမှာပဲဖြစ်ပါတယ်ဗျ Okay ကျွန်တော်တို့ rail ကိုဒီ slime block အပေါ်တင်ပြီးတော့ထားပေးရမှာပဲဖြစ်ပါတယ်ဗျ rail ကိုဒီကျွန်တော်တို့ဒီမျိုးလုပ်ပေးရမှာပဲဖြစ်ပါတယ်မဟုတ်ရင်သူအောက်ဆင်းတော့မှာပဲဖြစ်ပါတယ်ဗျ Okay ပြီးရင်တော့ကျွန်တော်တို့အောက်က rail ကိုဖြတ်ပေးလိုက်ရမှာဖြစ်ပါတယ်ဗျ Okay let's go ဒါဆိုရင်ကျွန်တော်တို့ဒီမှာစီးလို့ရပြီပြီးတော့ကျွန်တော်တို့ flint and steel ကိုယူပြီးတော့မီးလိုက်ပြီဆိုရင်တော့ကျွန်တော်တို့သွားလို့ရမှာပဲဖြစ်ပါတယ်ဗျ Okay let's go bro တို့ကြည့်ဗျာလေရင်ပြန်လဲသွားပြီးတော့ကျွန်တော်တို့ဘုံတွေလဲကြာနေပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့နောက်ထပ်တစ်ခုသွားလိုက်ရအောင်ဗျ Okay နောက်ထပ်လုပ်ဖို့လိုတဲ့ပစ္စည်းတွေကတော့ Okay ကျွန်တော်တို့ဘုံသွားပို့မဲ့နေရာတွေ့ပြီးပြီဆိုရင်တော့အဲ့ဒီတက်တက်ကိုချိန်ပြီးတော့ slime block ကိုတင်လိုက်ပါဗျပြီးရင်တော့အပေါ်မှာ piston ကိုတင်ပြီးတော့ slime block ကိုတင်ပေးလိုက်ပါဗျပြီးရင်အနောက်ကိုလာပြီးတော့ဒီ sticky piston ကိုဒီဖက်မျက်နှာမူပေးရမှာဖြစ်ပါတယ်ဗျ Okay ဒီလိုမျိုး၄တောင်ဖြစ်သွားပြီဆိုရင်တော့ piston ရဲ့နောက်မှာ slime block တစ်ခုတင်ပြီးတော့ဒီ observer ကိုဒီအရှိဖက်မျက်နှာမူတို့လိုလုပ်ပေးရမှာပဲဖြစ်ပါတယ်ဗျပြီးရင်တော့ sticky piston ရဲ့နောက်မှာလဲ slime block တင်ပြီးတော့ခဏအတိုင်းပဲပြန်လုပ်ပေးရမှာဖြစ်ပါတယ် Okay ဒီလိုမျိုးပုံစံရလာပြီဆိုရင်တော့ကျွန်တော်တို့အပေါ်က slime block နေရာမှာ iron block ကိုထားလိုက်ပါဗျ Okay ပြီးရင်တော့ကျွန်တော်လုပ်တဲ့အတိုင်းလိုက်လုပ်လိုက်ပါဗျ Okay ဒီလိုမျိုးရလာပြီဆို Okay ပါပြီဒီနေရာနဲ့အောက်နေရာကိုကျွန်တော်တို့ TNT လုံးဝမထည့်ပါနဲ့ဗျ Okay ပြီးရင်ကျွန်တော်တို့အနောက်ကိုမြင်းကြီးလိုက်ရင် Okay ပါပြီဗျ Okay ဒါဆိုတော့ကျွန်တော်အဆင်ပြေပါပြီဗျနောက်ဆုံးတစ်ခုလေးကိုတွားလိုက်ရအောင် Okay နောက်ဆုံးလုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေကတော့ Okay ပြီးရင်တော့ကျွန်တော်တို့ dispenser ကိုဒီလိုမျိုး၃ချောင်းထားမယ်ပြီးရင်ဒီဘေးဘက်မှာလည်း2ခုထားရမှာဖြစ်ပါတယ်ဗျ Okay ပြီးရင်တော့ကျွန်တော်တို့ဖင်ကုန်းပြီးတော့အပေါ်မှာလည်း3ခုပြန်ထားရမှာဖြစ်ပါတယ်ဗျ Okay ထားပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမြေကြီး3ခွက်တူးပြီးတော့အောက်မှာကျွန်တော်တို့ brick frame ကိုထားပြီးတော့အပေါ်မှာ trap door ပြန်ဖုံးရမှာဖြစ်ပါတယ်ဗျ Okay ပြီးရင်တော့ကျွန်တော်တို့ဒီလိုလိုက်လုပ်လိုက်ပါဗျ Okay ဒီလိုမျိုး redstone နဲ့ block ထားပြီးရင်ဒီမှာ redstone comparator ထားပြီးတော့ဘေးမှာလည်း redstone ထားပြီးရင်ကျွန်တော်တို့on ထားရမှာဖြစ်ပါတယ်ဗျ
โอเคပြီးရင်ကျွန်တော်တို့ရှေ့ကိုလာပြီးတော့ redstone တွေကိုကျွန်တော်လုပ်သလိုလိုက်ထားပေးပါဗျโอเคပြီးပြီဆိုရင်တော့ကျွန်တော်တို့အနောက်ကိုလာပြီးတော့ lever ကိုဒီအနောက်မှာထားပေးရမှာပဲဖြစ်ပါတယ်ဗျဖွင့်လိုက်ပြီးတော့ဒီလိုမျိုးဖြစ်နေပြီဆိုရင်တော့ရပါပြီဗျโอเคကျွန်တော်တို့တစ်ချက်ပိတ်လိုက်ပြီးတော့အရှိမကျွန်တော်တို့ dispenser block အကုန်လုံးမှာကျွန်တော်တို့ကိုကြိုက်တဲ့လောက် TNT တွေအများကြီးထည့်လို့ရမှာပဲဖြစ်ပါတယ်ဗျโอเคပြီးပြီဆိုရင်တော့ကျွန်တော်တို့အနောက်ကိုလာပြီးတော့ဒီကျွန်တော်တို့ဒီလိုလိုက်လုပ်ပေးပါဗျကျွန်တော်တို့ဒီပေါ်မှာ redstone မတင်ခင်ဟို lever ကိုအရင်ဖွင့်ပေးရမှာပဲဖြစ်ပါတယ်ဗျ lever ဖွင့်ပြီးတော့အမြန်ဖင်ကုန်းပြီးတော့ redstone တင်လိုက်ပြီဆိုရင်တော့ရပါပြီဗျโอเคကျွန်တော်တို့တက်သွားချင်နေဆိုရင်တော့ဒီအပေါ်မှာကျွန်တော်ထားတယ်လို့မျိုးထားပြီးတော့လက်စမ်းသက်လို့ရပါတယ်ဗျโอเคဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့မရှင်းဘူးဆိုရင်တော့ဗီဒီယိုလေးကိုထပ်ခါကြည့်ဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျโอเคဒါဆိုရင်တော့ကျွန်တော်တို့နောက်ဗီဒီယိုကျမှပြန်တွေ့ကြတာပေါ့ see you guys